အားလုံးပဲမင်္ဂလာပါကျမတို့ရဲ့ Unsettled Journey မရေရာသောခရီးလို့နာမည်ပေးထားတဲ့ podcast ကနေကြိုဆိုလိုက်ပါတယ်မရေရာသောခရီးကမဝင်းငါ hub ရဲ့ program တစ်ခုအနေနဲ့တင်ဆက်တာဖြစ်ပါတယ်ကျမနာမည်ကတော့မို့မို့ပါကျမနဲ့အတူတူကိုကိုအောင်ရှိနေပါတယ်အားလုံးပဲမင်္ဂလာပါဟုတ်ကိုကဒီ podcast ရဲ့အဓိကလုပ်ရတဲ့ဒီ podcast ကိုလုပ်ချင်ရတဲ့အကြောင်းအရာနည်းနည်းပြောပြပေးပါဦးဟုတ်ကဲ့ဒီ podcast ကတော့ကျွန်တော်ရဲ့နေ့စဉ်လုပ်နေတဲ့အလုံးနဲ့လည်းဆိုင်တာပေါ့နော်ကျွန်တော်ကတော့ Australia နိုင်ငံမှာလူဝင်မှုကြီးကြပ်ရေးကိုကူညီပေးတဲ့ပြီးတော့human rights ပေါ့နော်လူတွေရဲ့အကျိုးခံစား권တွေကိုကူညီပေးတဲ့ရှင်းနေတရားအဖြစ်ကျွန်တော်လုပ်တာစနီမှာ base ဖြစ်ပြီးစနီမှာအဓိကထားပြီးလုပ်တာတော့ကျွန်တော်9နှစ်လောက်တော့ရှိပြီပေါ့နော်အဲဒီခါမှာကျွန်တော်ကြုံတွေ့ရတဲ့အခက်အခဲတွေကျွန်တော်ကိုယ်တိုင်တွေ့ရတဲ့အခက်အခဲတွေအပြင်တခြားလူတွေမှာတွေ့ရတဲ့အခက်အခဲတွေပြီးတော့2021ခုဖြစ်ပြီးနောက်ပိုင်းမှာပို့ပြီးဒီကိစ္စတွေကရန်ကိုထင်ရှားလာတော့တွေ့ရလို့ဒီကျွန်တော်ဆိုရင်လည်းပေါ့နော်ဒီကိုရောက်လာတာကရွေးချယ်ပြီး Australia ကိုရောက်လာတာ Australia နိုင်ငံကိုဆိုရင်ကျွန်တော်ရဲ့ဦးလေးတော်တွေရှိလို့ဒီကိုလာရတဲ့သဘောမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီကိုလည်းရောက်လာတော့ဒီလိုရွေးချယ်ပြီးရောက်လာတဲ့လူတွေအပြင်ကိုမရွေးချယ်ဘဲနဲ့ဘာမှလမ်းကြောင်းမရှိတော့လို့ရောက်လာတဲ့လူတွေနဲ့ကျွန်တော်တို့တွေ့လာရတယ်ပေါ့နော်အဲ့မှာကျွန်တော်ဆစ်နီတခြားနယ်တွေမှာတော့ကျွန်တော်သိမသိပေမဲ့ Australia ဆစ်နီမှာတော့ဒီလိုမျိုးရွေးချယ်ပြီးရောက်လာတဲ့လူနဲ့မရွေးချယ်ပြီးရောက်လာတဲ့လူတွေမှာဂျားထဲမှာ gap လေးတွေပေါ့နော်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီအားရွေးချက်ကတော့ဒီဘယ်နည်းနဲ့ရောက်လာတာချင်းအတူတူအတွေ့အကြုံတွေ plan မယ်ပြီးရင်အရေးချင်းတွေ skill တွေလုံးကင်နိုင်တဲ့လူတွေဘယ်နည်းနဲ့ပဲရောက်ဖလှယ်လို့ရတဲ့ဟာအများကြီးရှိတဲ့ခါကိုကျွန်တော်တို့ကလမ်းကြောင်းတစ်ခုနဲ့ platform တစ်ခုနဲ့ဘယ်လိုမျိုးရှေ့လျှောက်ကူညီပေးနိုင်မလဲဆိုတော့တွေးတောပြီးတော့စီစဉ်ထားတဲ့ podcast လေးဖြစ်ပါတယ်ဟုတ်ပြီးတော့နောက်တစ်ခါကျတော့ဒီ podcast မှာအဓိကrefugee and asylum seeker တွေအကြောင်းအဓိကပြောသွားမယ်လို့စီစဉ်ထားရပေါ့နော်ဆိုတော့ refugee ကတော့မြန်မာလိုခေါ်လို့ရှိရင်ဒုက္ခသည်လို့ပြောလို့ရတယ်ဒါပေမဲ့အမားတို့ဒီအပိုင်းမှာတော့refugee လို့ပဲသုံးနှုန်းလိုက်ကြမယ်ပေါ့နော်နောက်ပိုင်းကျရင်လည်း definition လေးပြောပြသွားမယ်ဟုတ်ကဲ့ဒါပေမဲ့ဒီ podcast ရဲ့နောက်ထပ်ရည်ရွယ်ချက်တစ်ခုကကြတော့ခုနကိုအောင်ပြောသလိုပဲလူတွေကမတူညီရဲ့အတွေ့အကြုံကနေလာကြတယ်မတူညီရဲ့ခရီးစဉ်တွေကိုဖြတ်တန်းလာကြရဲပေါ့နော်ဒါပေမဲ့သူတို့ရဲ့အတန်တွေကိုပြောပြဖို့အတွက်နေရာမရှိကြဘူးပေါ့ဆိုတော့အဲ့လူတွေတကယ်လို့သူတို့အတန်ကိုပြောပြချင်တယ်သူတို့ဖြတ်တန်းလာရတဲ့အခက်အခဲတွေဝေမျှချင်တယ်ဆိုလို့ရှိရင်ဒီ podcast တွေက platform တစ်ခုအနေနဲ့ဖြစ်စေချင်တယ်ပေါ့နော်နောက်ပြီးတော့သူတို့ဖြတ်တန်းလာရတဲ့အခြေအနေမှာစိတ်ဓာတ်ရရင်ရှိကြမယ်အစင်မပြေရဲ့အတွေ့အကြုံတွေရှိမယ်အစင်ပြေရဲ့အတွေ့အကြုံတွေလည်းရှိမယ်ဒါတွေကိုဖလှယ်ပြီးတော့အချင်းချင်းဘလို့ဝိုင်းဝန်းကူညီပံ့ပိုးကြမလဲပေါ့နော်နောက်ပြီးတော့အချင်းချင်းခွဲခြားဆက်ဆံမှုတွေလည်းတချို့တွေ့နေရတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကိုတတ်နိုင်တဲ့လောက်အဲ့ဒီ gap တွေကိုဘလို့ခြုံကြမလဲကျင်းပေးကြမလဲဆိုတာကိုရည်ရွယ်တာဖြစ်တယ်နောက်ပြီးတော့အမားတို့ကဒီကိုရောက်လာတဲ့အချိန်မှာလွယ်တဲ့ခရီးတွေမဟုတ်ဘူးသူတို့ဒီလူတယောက်ချင်းစီသူတို့ဖြတ်တန်းလာတဲ့ခရီးစဉ်တွေမှာအတွေ့အကြုံတွေပေါ်မှာမူတည်ပြီးတော့စွမ်းအားတွေအများကြီးရှိရဲကြံ့ကြံ့ခံနိုင်စွမ်းတွေအများကြီးရှိရဲအောင်မြင်မှုတွေရှိမယ်ကြာဆုံးမှုတွေရှိမယ်ဒါတွေကိုအတိမတ်ပြုပြီးတော့ celebrate လုပ်ချင်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီ podcast ရဲ့ aim ပေါ့ဟုတ်ကဲ့အမပြောအရင်မှန်တယ်ဗာဖြစ်တခုပေါ့နော်ကျွန်တော်တို့မြန်မာတွေကြတော့ Australia မှာဒီလိုမျိုးလူမျိုးစုတွေကိုကျွန်တော်ပြန်ပြီးတွက်ကြည့်မယ်ဆိုရင်ကျွန်တော် top 20ထိပ်ဆုံး group အဖွဲ့အစည်း90ထဲမှာတော့မြန်မာပါချင်မှပါဆိုတော့ Australia မှာနေထိုင်တဲ့လူမျိုးတွေကိုပြောတာလူမျိုးတွေဟုတ်တယ်ဆိုတော့အဲဒါကြောင့်ကျွန်တော်ကလည်းဖြစ်စေချင်တာကတော့အဲ့လိုကျွန်တော်တို့ခုနောက်ပိုင်းကတော့လည်းပုံများလာတာပေါ့နော်ဒီမှာလူဦးရေအတွက်တွေများပေမဲ့ Australia တိုင်းလုံးနဲ့စားလိုက်ရင်ကျွန်တော်တို့လူမျိုးတွေကတရုတ်တို့အင်ဒိုနီးရှားတို့နဲ့ရှင်းလိုက်မယ်ဆိုရင်အိန္ဒိယတို့နဲ့ရှင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့နည်းနည်းလေးပဲရှိတယ်အင်းပေါ့အဲ့မှာကလေးကနဲတော့လေးကျွန်တော်တို့ဒီကလေးပြောလာတော့
ဒီဟာလေးပြောရမယ်ဒီအတွေ့အကြုံလေးဝေမျှမယ်ဆိုရင်အကုန်လုံး United friend တွေဖြစ်အောင်လို့ကျွန်တော်တို့လုပ်တင်တာပေါ့နော်ဟုတ်တယ်ကြီးလာတာနဲ့ညပွဲတွေကတော့ပွဲမှာပဲလေဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့ same identity လေးကိုကျွန်တော်တို့တမိုးထားပြီးတော့ celebrate လုပ်ကြမှာเนาะအဲ့ဒါအရင်ရေးကြည့်ပါတယ်ဟုတ်ကဲ့ပြီးတော့ဒီအပိုင်းကိုအမားတို့ဘာလို့ဒီတခြားနိုင်ငံမှာခိုလုံခွင့်တောင်းခံကြတယ်လဲသူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲပေါ့နော်အဲ့အပိုင်းလေးကိုဒီအပိုင်းမှာအဓိကဆွေးနွေးကြမယ်ပြောကြမယ်ဘာလို့လဲဆိုတော့လူတွေကမြန်မာနိုင်ငံမှာကြီးပြင်းလာကြတာသူတို့ရဲ့အိမ်တွေကအဲ့မှာရှိတယ်သူတို့မိသားစုတွေသူတို့ကြီးပြင်းလာတဲ့အတိုင်းအဝိုင်းရင်းနှီးနေတဲ့အတိုင်းအဝိုင်းအဲ့ဒါအကုန်လုံးသူကထားခဲ့ပြီးတော့ဘာလို့တခြားနိုင်ငံကိုလာကြတာလဲလူတိုင်းကတော့ဒါရွေးချယ်မှုဟုတ်ချင်မှဟုတ်မယ်ပြောချင်တာလူတိုင်းကပြစ်ထားခဲ့တာဟုတ်ချင်မှဟုတ်မယ်ဥပမာမိသားစုလိုက်ပြောင်းလာကြတာလဲရှိနိုင်တယ်ပေါ့နော်တချို့လူတွေအတွက်ကအဲ့ဒါကအကြောင်းရင်းမဟုတ်ဘူးပေါ့နော်ကမ်နေကနေလာကြရတယ်စစ်တပ်ကဖမ်းမှာဆိုလို့လာကြရတယ်ဒီလိုမျိုးအကြောင်းရင်းတွေပေါ့ဆိုတော့အကြောင်းရင်းတွေဘာတွေရှိလဲဆိုတာကိုအမားတို့ဒီအပိုင်းမှာဆွေးနွေးသွားကြမယ်ပေါ့နော်ဟုတ်ကဲ့ Okay အခုအမားတို့က refugee နဲ့ asylum seeker ဆိုပြီးတော့ပြောကြမယ်ပေါ့နော်ဆိုတော့ refugee ဆိုတာဘယ်သူတွေကိုပြောရလဲပေါ့ဘယ်လိုလူမျိုးတွေကို refugee လို့ခေါ်ရလဲပေါ့ဆိုတော့1951 refugee convention အရဆိုလို့ရှိရင်refugee ဆိုတာဘာလဲဆိုတော့definition အရင်ဖတ်ပြမယ်ပေါ့နော်a refugee is a person who owing to well-founded fear of being persecuted for reasons of race, religion, nationality, membership of a particular social group or political opinion is outside of the country of their nationality and is unable or owing to such fear is unwilling to avail themselves of the protection of that country. ဆိုတော့မြန်မာလိုပြန်ပြောမယ်ဆိုတော့ဒီ1951 refugee convention အရဆိုလို့ရှိရင်လူတယောက်ကသူတို့အခုလောလောဆယ်နိုင်ငံသားဖြစ်နေတဲ့နိုင်ငံမှာအဲ့နိုင်ငံရဲ့အုပ်ချုပ်သူအစိုးရသူတို့တွေကဒီလူတဦးတယောက်ရဲ့လူမျိုးသူတို့ရဲ့ဘာသာရေးဒါမှမဟုတ်အရင်တော့ရှိခဲ့တဲ့နိုင်ငံသားဖြစ်ပေါ့ဒါမှမဟုတ်တခြားလူမှုရေးအုပ်စုတွေမှာပါဝင်ပတ်သက်နေရမျိုးဥမာ LGBT group ကလူတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးပါဝင်နေရဖြစ်စေဒါမှမဟုတ်နိုင်ငံရေးအမြင်ကွဲပြားမှုဖြစ်စေဒီအကြောင်းချင်းရာပေါ်မှာမူတည်ပြီးတော့ဒီအစိုးရတွေကလူတဦးတယောက်ကိုဖမ်းဆီးနိုင်တယ်အရေးယူနိုင်တယ်နှိပ်စက်ညှဉ်းပန်းနိုင်တယ်ဆိုတဲ့အခြေအနေရှိလာတယ်ဆိုတော့အဲ့ဒီအခြေအနေမှာဒီလူတယောက်ကသူ့နိုင်ငံသူ့ကိုလုံခြုံမှုမပေးနိုင်တော့ဘူးကာကွယ်မှုမပေးနိုင်တော့ဘူးဒီလိုဖမ်းဆီးနှိပ်စက်တာတွေလည်းရှိနိုင်မယ်လို့ယူဆလာတဲ့အချိန်မှာဒီနိုင်ငံရဲ့ပြင်ပကိုထွက်ခွာပြီးတော့တခြားနိုင်ငံမှာခိုလုံခွင့်တောင်းခံတယ်နေထိုင်ခွင့်တောင်းခံတယ်ပေါ့နော်ဟုတ်အဲ့လိုအခြေအနေကို refugee လို့1951 refugee convention ကအတိတ်ပဲဖွင့်တယ်ပေါ့နော်ဟုတ် Okay ဒီမှာတော့အမားက community development project officer အနေနဲ့လုပ်တယ်ဆိုတဲ့အခါကျတော့အမားတို့မှာ terms နှစ်ခုရှိရပေါ့နော်refugee ဆိုတာရှိရယ် asylum seeker ဆိုတာရှိရယ်ဆိုတော့ refugee နဲ့ asylum seeker ဘယ်လိုကွာလဲပေါ့အမားတို့ organization တွေဒီလူမှုရေးအဖွဲ့အစည်းတွေမှာတော့ refugee ဆိုတာကခုနခိုလုံခွင့်တောင်းခံတဲ့ visa အမျိုးမျိုးရှိမယ်အဲ့ဒီအမျိုးမျိုးတွေကတစ်ခုခုရှောက်ပြီးပြီ approval ရသွားပြီဆိုတော့သူဟာနေထိုင်ခွင့်ရရှိသွားပြီဒီလိုလူမျိုးကို refugee လို့ခေါ်တယ်ဒါပေမဲ့ခုနလူမျိုးvisa တစ်ခုခုကိုနေထိုင်ခွင့်တစ်ခုခုရှောက်ထားတယ်ဒါပေမဲ့ result ကိုမသိရသေးဘူးအဲ့လိုအချိန်မှာတော့ခိုလုံခွင့်တောင်းခံထားသူ refugee asylum seeker လို့ခေါ်တယ်ပေါ့နော်ဒါကတော့အမားတို့ဘက်ကကျင့်သုံးနေတဲ့ definition ပေါ့ဖွင့်ဆိုကြပေါ့ကိုအောင်တို့ဒီတရားဥပဒေဘက်ကလို့ခေါ်ရမှာလားအဲ့လိုမျိုးကြောက်ဘယ်လိုမျိုးဖွင့်အတိတ်ပဲဖွင့်လည်းမသိဘူးအတူတူပါပဲဒီက government ရဲ့အခြေကိုစောင့်နေတဲ့အချိန်မှာတော့ asylum seeker လို့ခေါ်တာပေါ့နော်ဟုတ်ပြီးရင်ခုနအမပြောရဲ့ refugee ကလည်း definition on point ပါပဲပေါ့နော်ဒါပေမဲ့Australia မှာတော့တခုထူးခြားတာဘယ်လိုလဲဆိုတော့ Australia ကဒီထက်ပိုပြီး law ကဒီထက်ပိုပြီးနည်းနည်းပုံစံလေးတော့ရှိဘယ်လိုလဲဆိုတော့သူတို့က refugee convention ကိုမိခိုထားတဲ့ law ပဲပေါ့နော်ဒါပေမဲ့ migration okay Australia နိုင်ငံမှာလူဝင်မှုကြီးကြပ်ရေးနဲ့ဆိုင်တဲ့ဟာတော့လူဝင်မှုကြီးကြပ်ရေးဥပဒေ
ပုံမှန်ဟို Migration Act လို့ခေါ်ရပေါ့နော်1958ခုနှစ်တုန်းကသူတို့စပြီးထုတ်ထားရရှိမယ်ပြီးရင် Migration Regulation ဆိုတာလည်းရှိတယ် Regulation ကကြတော့ Act ကနေပြီးတော့ခုနပုံမှန်ကနေပြီးတော့ထပ်ပြီးကျယ်ပြန့်သွားတဲ့ law တွေပေါ့နော်သူကကြတော့1994ကထုတ်ထားတာပေါ့နော်ဆိုတော့ဘယ်လိုလဲဆိုတော့အရင်တော့ကသူက1951 Refugee Convention ဆိုပြီးတရား Migration Act ထဲမှာသူတို့ refer လုပ်တယ်ပေါ့နော်အခုကျတော့မလုပ်တော့ဒါပေမဲ့သူကဟိုခုနအမပြောတဲ့ဟာအကုန်လုံးကိုတော့ copy paste သဘောမျိုးနဲ့ law ထဲမှာထည့်ပြီးသုံးထားတယ်ဒါပေမဲ့ convention အနေနဲ့တော့သူတို့ဟိုမပြောတာဘူးပေါ့နော်ဆိုလိုချင်တာကတော့သူက convention ကို apply လုပ်ထားတဲ့ law ဆိုတာတော့ဟုတ်တယ်အဲ့လိုမျိုးပုံစံပေါ့နော်ပြီးရင်သူကနောက်ထပ်ပို့ပြီးခုန Australia နိုင်ငံကကျတော့ဒီထက်ပို့ပြီးတခုပို့ထူးခြားသွားတာတော့ဗာလဲဆိုတော့ပထမသူကကြည့်မှာအကယ်၍လူတစ်ယောက်ကဒီမှာ asylum seeker တစ်ယောက်ကဒီက refugee visa နဲ့ပတ်သက်တဲ့ visa တခုတင်နေဆိုရင်အရင်ဆုံး Australian government ကြည့်မှာက refugee convention definition နဲ့ညီလားမညီလားသူအရင်ကြည့်ခုနအမပြောရဲ့ဟိုပါပေါ့နော်ဟိုလူမျိုးရေးရနိုင်ငံရေးရဟိုဘာသာရေးရဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုခုမှာပါနေလို့ဒါမှမဟုတ်ကိုယ့်ရဲ့ gender representation sexual orientation ဟုတ်เนาะအဲ့ဒါကြီးယဉ်ကြည့်မယ်အဲ့ဒါကြီးကြည့်လို့ကိုယ့်နိုင်ငံမှာဟိုပါပေါ့နော်ဟိုခြားကိုယ့်နိုင်ငံမှာအဲ့လိုခွဲခြားဆက်ဆံမှုတွေရှိမလားဒါမှမဟုတ်ညှဉ်းပန်းနှိပ်စက်မှုတွေရှိမလားပေါ့နော်အဲ့ဒါကြီးကြည့်ပြီးတဲ့အပြင်ကိုဟုတ်အဲ့နဲ့ညီသွားရင်တော့အဆင်ပြေတာပေါ့နော်ဟိုသူတို့ဟို refugee visa ထုတ်ပေးလိုက်အဲ့လိုမှအဆင်ပြေသေးဘူးဆိုရင်သူက complementary excuse me complementary protection ဆိုတာလည်းရှိသေးတယ် complementary ဆိုတာကဘာလဲဆိုတော့ခုနဟာတွေနဲ့မညီတဲ့ situation တွေလည်းရှိသေးတယ်ထားလိုက်ပါတော့လူတစ်ယောက်ဟိုကကိုယ့်ကိုညှဉ်းပန်းနှိပ်စက်ဖို့ချင်းချောက်တာပဲပါတယ်ဟုတ်ဒါမှမဟုတ်ရင်ကျွန်တော်ဆိုရင်ဒါကတော့မြန်မာတွေနဲ့တော့တိတ်တော့မဆိုင်ဘူးပေါ့နော်ဟိုကျွန်တော်တို့အရင်တော့ဆိုရင်အခုလည်းလုံးနေတဲ့ case တွေရှိရလို့ for example ဆိုရင်ဟို Shia နဲ့ Sunni ဆိုတို့မျိုး situation ဆိုရင်ယောက်ျားနဲ့မိန်းမအဲ့မတူတဲ့ Islam တော့ Islam ပဲမဲ့ဘာသာသူတို့ sex မတူတဲ့အတွက်ကြောင့်သူတို့မင်္ဂလာဆောင်လို့မရသူတို့အိမ်ကိုပြန်မယ်ဆိုရင်နှစ်ဖက်လုံးကလူကြီးတွေကသူတို့တကယ်ချင်းချောက်တာတကယ် sorry ပေါ့နော်ဟိုတတ်မယ်ဆိုတော့အထီသူတို့သွားပြီးသားအိမ်ကလူတွေကချင်းချောက်ပြီးသားပေါ့နော်အဲ့လိုမျိုးလူမျိုးကြတော့ခုန refugee convention နဲ့ဟုတ်တယ်ဒါဟိုဘာသာရေးရဆိုပေမဲ့အတိအကျဝင်နေတာမဟုတ်ဘာသာရေးကပြောရတာ Christian okay ဟို Christian နဲ့ Muslim နဲ့ယူတာပဲဆိုတော့တမျိုးပေါ့နော်အဲ့ဒါဆိုရင်တော့ refugee convention နဲ့မှာဝင်လိုက်ဒါပေမဲ့အခုကကြောင့် Islam ထဲမှာ section မတူတာဆိုတော့ဟို apply တိတ်လုပ်လို့မရဘူးပေါ့နော် convention အဲ့လိုမဟုတ်ဘူးအဲ့လိုမျိုး apply လုပ်လို့မရတဲ့ refugee convention ကို apply လုပ်လို့မရတဲ့ situation တွေဆိုရင် Australian government အဲ့လို complementary protection ဆိုပြီးတော့တက်စဉ်းစားပေးသေးရပေါ့နော်အဲ့ဒီအတွက်ကြောင့်သူက convention အနေနဲ့သူကမတုံးတော့ဘဲနဲ့သူကအဲ့လိုဟို convention definition နဲ့လည်းညီရင်ရမယ်အကယ်အဲ့နဲ့မညီသေးဘူးဆိုရင် complementary protection ဆိုတာလည်းသူရှိရပေါ့နော် assessment ကတော့တူတူပါပဲနံပါတ်1 risk ကို assess လုပ်တာပေါ့ risk ကို assess လုပ်တာပေါ့နော် risk က significant ဖြစ်လား significant ဆိုတာဘာလဲဆိုတော့မင်းသူများတွေကကိုထားလိုက်ပါတော့အခုဆိုရင်ကိုကျွန်တော်တို့မြန်မာနိုင်ငံတွေကမြန်မာလူမျိုးတွေရှောက်တာဆိုရင်တော့အဲ့လိုပေါ့နော်နိုင်ငံရေးရဆိုရင်သူများတွေရှောက်လို့မင်းကရှောက်တာလားဒါမှမဟုတ်ကိုကရောဘာတွေတွေ့ကြုံဘာတွေလုပ်ခဲ့လဲဘာတွေခက်ခဲရှိမလဲပေါ့နော်အဲ့ဆိုကိုပြန်ပြီး subjective fear ကိုပြန်သွားတာပေါ့နော်ကိုကြုံတွေ့ခဲ့အခက်ခဲတွေကြုံတွေ့မဲ့လုပ်ခဲ့တဲ့အရာတွေလုပ်နေတဲ့အရာတွေကြောင့်ကြုံတွေ့နိုင်မဲ့ situation ကိုသူကပြန်ကြည့်ရပါတော့ခဲခါကျရင်တော့ subjective ကိုကြည့်မယ်ပြီးရင်တော့ objective ကိုလည်းသူကပြန်ကြည့်သေးတယ်ပေါ့နော် sorry ကျွန်တော်ပြောရတာနည်းနည်းရှည်နေလာတော့မသိဘူးကြားတယ်နော်ဟိုတခြားဟို question လေးတွေနဲ့လည်းဆိုင်နေမယ်လို့ထင်တာပဲကြိုးပြောအဲ့တော့စကားဆက်တုံးလေးပြောလိုက်တာပါနော်ဟုတ်ဆိုတော့ဒီအကြောင်းလေးကိုနောက်ပိုင်းtopics တွေမှာလည်းထပ်ပြီးတော့ဆွေးနွေးသွားအောင်မယ်ပေါ့နော်ကြုံရင်ကြုံတယ်လို့ဆိုတော့ကျေးဇူးပါအခုလိုမျိုး share လုပ်ပေးရဟုတ်ပြီအဲ့ဒါကျွန်တော်တို့ဟိုနောက်တစ်ပိုင်းသွားတာပေါ့နော်နောက်တစ်ပိုင်းကျတော့ဒီကျွန်တော်မြန်မာလူမျိုးတွေဒီမှာ Australia မှာဘယ်လိုမျိုးနေထိုင်ခွင့်တွေတောင်းကြလဲဘယ်လိုမျိုးဘယ်အကြောင်းအရာတွေကြောင့်ဒီမှာနိုင်ငံရေးခုံလုံခွင့်တွေရှောက်တာလဲဆိုတော့ကျွန်တော်တို့ဆွေးနွေးကြည့်ကြလို့ပါနော်အဲ့တော့ဟ
မမိုးဘကဘယ်လိုမျိုးကြော်တွေ့ဘူးလဲမသိဘူးဟုတ်ဆိုဟိုဒီရွှေ့ပြောင်းနေထိုင်နေပေါ့နော်ဒီ refugee တို့asylum seeker တို့ဆိုတာမြန်မာနိုင်ငံကနေရွှေ့ပြောင်းနေထိုင်တဲ့လူ migrate လုပ်လာတဲ့လူအုပ်စုကြီးရဲ့အထက်က sector တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုခုနဟိုကိုကောင်ပြောသလိုပဲဘာလို့သူတို့ကဒီရွှေ့ပြောင်းရတယ်လဲရွေးချယ်မှုအကြောင်းပြန်ပြောမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံထဲကနေပြီးတော့ဟိုတခြားနိုင်ငံမှာပြောင်းရွှေ့နေထိုင်ကြလို့အခွင့်အရေးတွေပိုရလို့လူနေမှုဘဝအခြေအနေပုံစံတွေပြောင်းချင်လို့အကြောင်းအမျိုးမျိုးနဲ့ကိုယ်ပိုင်ရွေးချယ်မှုဆုံးဖြတ်ချက်ဒါတွေနဲ့အပြင်ကိုထွက်လာတယ်နိုင်ငံထဲကနေထွက်လာတယ်တခြားနိုင်ငံမှာရွှေ့ပြောင်းနေထိုင်တဲ့လူတွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီအထက်ကမှဒီခိုလုံခွင့်တောင်းခံပြီးတော့ protection တောင်းခံပြီးတော့ refugee အနေနဲ့ asylum seeker နဲ့အနေနဲ့နေထိုင်တဲ့လူတွေကဟိုသူတို့မှရွေးချယ်ခွင့်နေတယ်လို့အမကယူဆရပေါ့နော်ဟုတ်ပြီးတော့ဒီလိုမျိုးတခြားနိုင်ငံမှာခိုလုံခွင့်တောင်းတယ်ဆိုတာအခုမှ2021အာဏာသိမ်းပြီးမှဖြစ်တာဟုတ်ပေါ့နော်ဟုတ်ကဲ့အမတို့နိုင်ငံကကဘာပေါ်မှာအခုမျက်မှောက်ခေတ်ကာလမှာပေါ့နော်ပြည်တွင်းစစ်ဖြစ်လာတာအရှိကြဆုံးနိုင်ငံဖြစ်တယ်ပေါ့ဂင်းနစ်စံချိန်တောင်းဝင်တယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့1948ဒီလွတ်လပ်ရေးရပြီးရဲ့နောက်ပိုင်းကနေစပြီးတော့တယံဇာတာခွဲဝေမှုအာဏာခွဲဝေမှုပြီးတော့ဒီမြေပြန့်နဲ့တောင်တန်းပူးပေါင်းမှုကိစ္စတွေရဲ့နောက်ပြီးဒီကိုလိုနီခေတ်အပြီးမှာပေါ့နော်ဟုတ်ကဲ့သဘောမတူညီမှုတွေအမျိုးမျိုးကြောင့်မြန်မာနိုင်ငံကဒီပြည်တွင်းစစ်ဖြစ်လာတာလွတ်လပ်ရေးရပြီးမရှိမနှောင်းမှာပဲစလာခဲ့တာပေါ့နော်အဲ့ဒီအချိန်တွေကလူတွေကဟိုစစ်ပွဲတွေကြောင့်မလို့နေဆက်တွေပြီးတော့ဒုက္ခသည်စခန်းတွေကိုပြောင်းရွှေ့နေထိုင်ရတယ်ပေါ့နော်ပြောချင်တာကတော့သူတို့အိမ်တွေကိုပြစ်ပြီးတော့ displace ဖြစ်သွားတယ်ဆိုတော့အိမ်ပြန်လို့မရတော့တချို့လူတွေဆိုကန့်မှာပဲအကြိုင်းနေရတယ်ဆိုတော့အဲ့ဒီအချိန်တွေကလူတွေကတခြားနိုင်ငံတွေကိုခိုလုံခွင့်တောင်းတာနေထိုင်တာရွှေ့ပြောင်းနေထိုင်တာလည်းရှိခဲ့တယ်နောက်ပြီးတော့အခုအမားတို့အမြဲတွေ့နေရတဲ့ political persecution ပေါ့နိုင်ငံရေးအမြင်မတူညီမှုကြောင့်ဖမ်းဆီးရအရေးယူရနှိပ်စက်တာဒီအကြောင်းအချင်းအရာတွေကြောင့်မလို့တခြားနိုင်ငံမှာခိုလုံခွင့်တောင်းခံပြီးနေထိုင်ရတဲ့လူတွေရှိတယ်ဒီအခြေအနေက2021အာဏာသိမ်းတဲ့အချိန်မှာပို့ပြီးတော့များပြားလာတယ်လူတွေလည်းတိုးလာတယ်အဲ့ဒါဟိုကိုကောင်တို့ဒီ legal ဘက်ကကြည့်လို့ရှင်ရောအဲ့လိုတိုးလာတဲ့ pattern ကိုအများကြီးမြင်ရလားဘယ်လိုမျိုးမြင်ရလဲမသိဘူးဟုတ်တယ်ဟိုဒါကတော့နော်2021မှာတော့မဟုတ်ဘူးပေါ့နော်အမပြောလို့ပဲ2021ကျတော့မြန်မာ passport ကင်တဲ့လူတွေတော်တော်များများအဲ့လိုမပြန်ရဲတဲ့ပုံစံတွေဖြစ်ကုန်တာပေါ့နော်မပြန်ရဲဘူးဆိုတာလည်းသူတို့လုပ်တဲ့သူတို့ရွေးချယ်တာလည်းမဟုတ်ဘူးเนาะတကယ်ဟိုသူတို့ရဲ့ဟို safety သူတို့ရဲ့လုံခြုံမှုဟိုသူတို့ရဲ့ဘဝတွေကလုံးဝဇောက်ထုံးမိုးမြော်ရင်ဖြစ်ကုန်မှာကြောက်လို့သိမှာဒါတွေကသူတို့မတွေးတာပဲနဲ့2021မှာဝန်တိုင်းဖြစ်သွားတာပေါ့เนาะအကိတ်ထားလိုက်ပါတော့ဟိုကျွန်တော်အနေနဲ့ပဲပြောရမယ်ဆိုရင်လည်းကျွန်တော်အရင်တော့ဆိုရင်လည်းအဲ့လိုပေါ့เนาะဟိုမြန်မာနိုင်ငံပြန်ပြီးဥပဒေနဲ့လုံးမဲ့ဟိုဥပဒေပညာနဲ့လုံးမဲ့ဟို plan လေးတွေပေါ့နော်ဟိုရှိရပေါ့နော်ဟိုဒါပေမဲ့ဒီလိုမျိုးခုလည်းဖြစ်သွားအောင်ဟိုဒီ Australia မှာကျွန်တော်တို့တင်လာခဲ့တဲ့ဟာတွေကဘယ်လို့မှဟိုဘက်မှာအကျုံးဝင်မှုကမရှိတော့ဘူးအဲ့လိုမျိုးတွေလည်းဖြစ်လာရပေါ့နော်ကျွန်တော်တို့ဒီရောက်တာတော့ကြာပါပြီဒါမဲ့လည်းဒီမှာဟိုဒီမှာလည်းဥပဒေအကြောင်းတက်ခဲ့တယ်ပြီးရင်ဥပဒေနဲ့လည်းအလုပ်လုပ်တယ်ဆိုတော့မြန်မာနိုင်ငံမှာ apply လုပ်လာမယ့်ဟာလေးရှိမလားဆိုပြီးအရင်ကတွေးတော့တာဆိုလိုချင်တဲ့ပုံကကျွန်တော်တို့ဒီဟာစက်နေဖြစ်တဲ့လူတွေဆိုတာကိုရွေးချယ်တာလုံးဝမပါကြဘူးပေါ့နော်အကုန်လုံးကျွန်တော်အများနဲ့ကြားနေရတဲ့စကားလုံးတစ်ခုကတော့ဟိုပါပေါ့နော်အကယ်၍အခြေနေတာအကုန်အဆင်ပြေတယ်သူတို့ရဲ့အကုန်လုံးကဘယ်လိုလုပ်နေကြကြမှာလဲသိမလားဟိုတခြားနိုင်ငံမှာပေါ့ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်ရင်ကြတော့လဲဟို Australia ဆိုတာလဲဒီဟာကဟို immigration ပေါ့နော်ဟိုလူဝင်မှုကြီးကြပ်ရေးက Australia နိုင်ငံရဲ့ထုတ်ကုန်ထဲမှာဟိုဝင်ငွေအရဆုံးမှာသူကနံပါတ်1နော်သူတို့တွေကအဲဒါကြောင့်လဲကျွန်တော်တို့ဒီမှာရွေးကောက်ပွဲတွေပါလုပ်မယ်ဆိုရင် immigration topic က
လူမှုကြီးကြပ်ရေး topic က one of the most important အရေးကြီးဆုံး debate တစ်ခုအနေနဲ့သူတို့ရွေးမြောက်ခြင်းနဲ့နိုင်ငံရေး sorry ရွေးမြောက်ခြင်းနဲ့အမတ်တွေကဒါကိုပဲသူတို့ target ထားတာပေါ့နော်အဲအကြောင်းလဲရွေးကောက်ပွဲမတိုင်ခင်မှာဆိုရင်ကိုရီညီမတွေကိုလည်းလာပြီးစကားပြောတယ်အဲ့လိုသူတို့မဲတွေပါယူဖို့သူတို့ဘာလုပ်ပေးမယ်ဘာညာဘာလို့ immigration လုံးဝcenter of attention ပဲ Australia ပြီးရင် multicultural နိုင်ငံလည်းဖြစ်တဲ့အတွက်ကြောင့်ဒီ immigration ပဲအများကြီး cloud တိုက်တယ်ပြီးရင် immigration ကလည်းကျွန်တော်တို့ဒီမှာတရားဥပဒေမှာဆိုရင်တခြားထားလိုက်ပါတော့ copyright တို့ criminal law ပေါ့နော်အဲ့ဒါကြီးဆိုရင်သူတို့တရားဥပဒေမှာ changes တွေအရင်နဲ့criminal law ဘာလို့ဆိုရင်အရင်ကတည်းကထုတ်ထားတယ်ကျွန်တော်တို့ငွေခင်ကထုတ်ထားတဲ့ law တွေက still applicable ဖြစ်နေတော့မယ်ဒါပေမဲ့ Australia immigration law ပေါ့နော်လူဝင်မှုကြီးကြပ်ရေး law က6လတခါအနည်းချင်းတယ်မဟုတ်ဘူးဆိုရင်တော့မှတင်းမွားလေးတွေအဲ့လိုတပတ်အနည်းချင်းနေတယ်အနည်းရှိနော်ဆိုတော့ဒါကလည်းmulticultural နိုင်ငံဖြစ်တဲ့အတွက်ကြောင့်အခုလည်းနေရာတကာမှာအဲ့လိုအခက်ခဲတွေအကျုံအခုဆိုရင်ဂါဇာ Lebanon မြန်မာ situation တွေအများကြီး change နေတဲ့အတွက်ကြောင့် immigration law ကလည်းအများကြီး change နေရပါတော့ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့စီမှာ skill migrant အလုပ်လာလုပ်တဲ့လူတွေရှိမယ်မြန်မာပြည်ထဲမှာပဲအလုပ်လာလုပ်မဲ့လူတွေရှိမယ်ကျောင်းလာတက်တဲ့လူတွေရှိမယ်ပြီးသွားရင်မိဘတွေနဲ့လာတာရှိမယ်ကိုယ့်ရဲ့partner တွေနဲ့ကိုယ့်ရဲ့the other half တို့နဲ့ဒီမှာ family လာပြီးတည်ထောင်တဲ့လူတွေရှိမယ်ကလေး visa နဲ့ရောက်လာတဲ့လူတွေရှိအမျိုးစုံရှိတယ်ပေါ့နော်ဒါပေမဲ့အကုန်လုံးကတော့ sentiment ကတော့တစ်ခုပဲပေါ့နော်သူတို့တွေပြန်ကျင်ကြတာပဲတချို့တွေဆိုလည်း2021ကတည်းကမပြန်ရဲလို့မပြန်ကျင်ကြတာဆိုတော့သူတို့လည်းပြန်ကျင်ကြတာပဲပေါ့နော်အဲဒါကြောင့်ဒါကရွေးချယ်ပြီးရောက်လာတဲ့လူတွေတောင်မှအခုဆိုရင်ရွေးချယ်လို့မရဘဲနဲ့ဒီမှာအောင်အီးပြီးခဏနေရတဲ့လူတွေလည်းအများကြီးရှိတယ်ဆိုတော့ကျွန်တော်ဟုတ်တယ်ကိုအောင်ပြောတော့တဲ့အထက်မှာpick လုပ်မိတာကမပြန်ရဲတာပေါ့ဆိုတော့အဲ့ဒါကဒီခိုးလုံးခွင့်တောင်းခံရတဲ့အဓိကအကြောင်းရင်းတွေကတစ်ခုလို့ထင်တယ်ပေါ့နော်။အဲဆိုခုနကဖမ်းခံရမှာကြောက်တယ်ကိုလှုပ်ချင်တဲ့လုပ်ငန်းကိုမလုပ်ရမှာလွတ်လပ်မလုပ်ရမှာကြောက်တယ်ကိုပြောချင်တဲ့စကားကိုလွတ်လပ်မပြောရမှာကြောက်တယ်ဆိုတော့ဒီအာနာမသိမ်းခင်ရမယ်ဖြစ်သိမ်းပြီးတော့ပဲဖြစ်နိုင်ငံရက်ချာကိုရောက်လာခဲ့တဲ့လူတွေကမပြန်ရဲတော့မပြန်ရဲတော့တဲ့အချိန်မှာသူတို့လုပ်ထားတဲ့ activity တွေဥပမာဆန္ဒပြပွဲတွေသွားခဲ့တယ်နောက်ပြီးတော့ဒီ online တွေပေါ်မှာစစ်ကောင်စီကိုပြောထားတဲ့ဟာတွေရှိမယ်ဆိုလို့ရှိရင်တို့ကမပြန်ရဲတော့ဘူးဆိုတော့အဲ့ဒါကမပြန်ရဲတဲ့ကြောက်ရွံ့နေအဲ့အကြောင်းမလို့လေတို့က well founded fear ဆိုပြီးတော့ပြောထားတာပေါ့နော် definition ထဲမှာဆိုတော့ဒီအကြောက်တရားအကြောင်းမလို့မပြန်တဲ့လူတွေရှိတယ်နောက်တစ်ခုကကြတော့ခုနပြောတဲ့ကန့်မှာအချိန်ကြာကြီးနေလာတဲ့လူတွေပေါ့ဆိုတော့ဒီလူတွေကတို့ဘဝတချို့လူတွေဆိုရင်မွေးကလေးကကန့်မှာမွေးတယ်ကန့်မှာရှင်သန်လာတယ်အဲ့ရနေပြီးတော့ခုန again choice မဟုတ်နေဘူးနိုင်ငံထဲကိုမွေးဖွားလာရတဲ့နိုင်ငံထဲကိုပြန်သွားဖို့ရွေးချယ်လို့မရတဲ့အတွက်သူတို့ရဲ့ရှင်သန်မှုခြားနိုင်ငံကိုသွားပြီးတော့ခိုးလုံးခွင့်တောင်းခံကြတယ်ဆိုတော့ဒီဒုက္ခတဲ့စခန်းတွေကနေလာကြရတယ်ပေါ့နော်အဲ့ဒါနောက်ထပ်အုပ်စုတစ်ခုဖြစ်ပြီးတော့နောက်ဆုံးအုပ်စုကတော့အမထင်တာ February 2024ဒီစစ်မှုထမ်းဖို့ဥပဒေကိုပြဋ္ဌာန်းတယ်စပြီးတော့အကောင့်ထဲပေါ်တဲ့အချိန်မှာအုပ်စုလိုက်လူငယ်တွေပြီးတော့ဒီစစ်မှုထမ်းဥပဒေနဲ့အကျုံးဝင်တဲ့လူတွေအားလုံးကတခြားနိုင်ငံရန်ချားတွေကိုရွှေ့ပြောင်းပြီးတော့ခိုးလုံးခွင့်တောင်းခံလာကြရပေါ့နော်ဆိုဒါတွေကအဓိကအကြောင်းချက်လက်တွေဖြစ်မယ်လို့ထင်တယ်တခြားအကြောင်းတွေရောကိုအောင်တွေးမိရများရှိသေးလားကျွန်တော်မြန်မာလူမျိုးတွေကတော့ဒါကတော့ဒီရပါမယ်ဒီအမတေချာလေးပြောရပါတယ်ဒါကျွန်တော်ထပ်ပြည့်နေတာမရှိဘူးဟုတ်ကဲ့ပါMoinga Hub ရဲ့အစီအစဉ်တွေရဲ့တစ်ခုဖြစ်တဲ့ Unsubtle Journey podcast ရဲ့ပထမဆုံး episode အပိုင်း1ကလေးကိုဒီနားမှာရက်ခွင့်ပေးပါရှင်အပိုင်း2ကိုတော့နောက်တစ်ပတ်မှာထပ်ပြီးတော့တင်ဆက်သွားမှာဖြစ်ပါတယ်ဒီ episode အပိုင်း1ကလေးကိုနားထောင်ပြီးတော့စိတ်ထဲမှာပေါ်လာတာရှိရပြောချင်တာရှိရဆိုလို့ရှိရင်လည်း comment မှာထားခဲ့ပေးလို့ရပါတယ်ဒီနေ့ပိုင်းလေးကိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်